ငါတို့ကယုံကြည်မှုနဲ့အလုပ်လုပ်တာ တောင်းတောင်းတယ်ငါတောင်းပါတော့ ဒီလေးရဒီလေးရကိုကြီးတို့တာမိတာပါတော့ငါမြင်တော့နည်းနည်းစောင်းတယ်ရမင်းငုံနေတော့ ဒီနဲ့တလားဒီဘက်ပြေဆူကြတယ်ဟိုဘက်ပြေဆူကြတယ်ဒီအလောဒီအလဲ ကနဒီရောမကောင်းတာတားတယ်ကူရ လောက်ကြ ရောစီလာမယ် ဒီလေးဒီရဘတောက်ရင်ချလိုက်တော့ ဘယ်လိုပြီးတော့နောက်မှလာမယ်နဲ့ဒါနဲ့လို့ကျင်လို့ တော့လေပါကိုမင်းသားကိုဘာဖြစ်လဲပါသွားတော့ပေးလိုက်ပေါ့ ပြီးရော ဘယ်ကတမ်းမသားတော့ဒါကိုငါအစ်စေတော့ငါဆိုပေးတယ်မရှိလို့မပေးတာ ကွာကိုပေးလို့ရတယ်ရောပေးချင်းလို့လေကွာကိုပေးလို့ရတယ်ဒါလို့ရတတ်တယ်မပြေ ဘယ်ဒီသိန်းအောင်ရက်ခွက်ကလာကြတယ် ကမ္မနာနဲ့ချိန်လေချက်ချင်းမျက်နှာပြောင်းပါလေ လာတဲ့ အော်ပြန်ပြီ ဒီတကမင်းရှင်းနေတာငိုတာလေးကိုလှနေတာဟိုပါလားဟိုပါလောက်မဟုတ်ဘူး ဟုတ်တယ်ညနေကိုကြည့်ညနေလေးကြည့်ဝေးသားပေါ့ တပ်ပြီးကောင်းရှိတယ်ဒါမျိုး ဒီလေး please ကောက်ကောက်ပြောလေး ဝေးလိုက်ပါလိုက်တော့မစားရလေလို့ပြောရတယ် လူကြီး ပရိသတ်ကိုလေးစားရတယ်လူကပတ်စံကြမို့လေးစားတာကွာနားနေတာဘာမှမသိဘူး ဟိုကမလေးဟဲ့စားပြလို့လားတော့ကြောက်ရဘူး ဘာလို့တော့ ပြန်ကပ်ပြီးလို့ဟာပြုတ်ကြလာမှာဆိုတော့ချိန်ပြရတယ်ပတ်စံရဇောက်တုံးပြည့်နေလို့ ပတ်စံဆောက်တော့မဖြစ် ပတ်စံသောက်တော့မဖြစ်ဘူးလေကိုသိဖြစ်နေတာ ဆောက်တော့ပြောဟာကွာဒီချိန်တော့အိတ်နေပြီ ဒီကျွန်တော်ဒါနောက်ဆုံးထွက်ထားတဲ့ဝတ္ထုတွေပါ တော်တော်အိတ်ချ ဆက်ပြီးကြပါဦးခင်ဗျာလိုင်းနေကြမှာဖန်ရှည်ကြဖြစ်ပါတယ် ကျွန်တော်လည်းကြပြားလေးရေးရပါတယ်အိတ်ရှင်တွေလို့ပြန်ကြပါဆိုကြပြားလေး ကိုတပည့်ဆိုင်အကြကိုကုန်ပြီလားမသိဘူး ဖုံးလဲဖုံးလဲ အိုစပူရှင်နဲ့တီဘလော့ညီလေး ဟမ် ဖုံးလဲမို့ခွင်တဘာလို့ ခေါ်နေတယ်ကိုကြီးလဲစားတာကုန်ပြီးအောင်လို့လာပြီးတော့ကမလို့ဒီဘိုင်လာပြောမနေဘူး ပြန်ဝေးလို့ဒီမောင်းဘာလို့ကြိုက်လဲ ဟာမင်းသားမနေ့ကကာကွယ်စင်းတော့ထုံနော် အခုကတော့နော်အခုကတော့နော် ပြန်ပေးလို့ ကိုကစားကတော့လေရမ်းချောတာတကယ်လှပတဲ့မင်းသားလေးအခုနှစ်ပါးတော့လေအဲ့လိုနေမြအောင်ကိုင်းကိုင်းမှန်လဲကြည့်ကြဘယ်ကကျစင်နဲ့တူနေဘာလဲဘာနိုင်ငံကျော်နဲ့တိုင်းတာရှင်မို့နိုင်ငံကျော်နဲ့နိုင်တာစစ်ချမ်းသာပါစေအမြဲတမ်းဘောရပျော်ရွှင်ပါစေအခုပုံမှာကာယကံဝစီကံမနောကံနဲ့ကျွန်တော်ပြမမိတာရှိတော့မှာပါလေ ဒီလေးအဲ့လိုပြောလေအဲ့ကောင်တနာလေ ကမယ် အဲ့လိုမပြောအောင် ဘယ်လိုပြော ပြန်ပေးလို့ဘုရားပြန်ပေးလို့ ခွေးကမယ် မင်းသားကမယ် ကဲကမယ်ရောအော် ဟေးဟေး ဝရှိတဲ့ကတော့ကတော့ ကျိုးပြမလို့နောက်ကျိုးပြမလို့ ယောက်ျားကိုဘာလို့ချင်လဲမသိနောက်လိုက်ပြီးဘာလို့ကြောင်လဲမလားသားသားနေလေခွေးသားသားနေ ကြားတော့ကြားနေရတယ်ဘာသာဒီလိုဘာသာဘုရားပြောရတယ်ဟာဒီအရေးနဲ့ဘုရားတို့ကြောင်းနေတော့ဘာသာနေလို့ဒေဂျာကြီးဖြူဖြူတန်းနေဖြူဖြူအကောင်းရှုပ်ဒီဘက်ကိုလာလိုက်
ဟုတ်တယ် တကယ်ကတတ်တာ သူကငယ်ငယ်တော့မင်းသားကားကြတာအမားတို့အတီးကမသိလို့အဲ့တဲ့နာမည်တော်ရှိသေးတယ် လက်ဆန် ခွေးအောင်ဟုတ်တယ်ခွေးအောင်ခွေးအောင် မဲဒါဒီကနာမည်ကြည့်တာတော့ငါ့ကိုဘာပြောမှာဖာကောင်းသိမ့်မှာ ဟဲ့လားတဲ့ကျွန်တော် ငါဖာတော့နေပေါ်မှာကတ် ဘာတောင်းဒီပေါ်မှာကကျွန်တော်လည်းရင်တော့မင်းသားကားနေသေးတယ် ဟုတ်လားဟာဟုတ်တယ်ဒီကောင်ရင်တော့မင်းသားလေးကြီးကားတာမင်းသားကားတာဘယ်အောက်သူနာမည်ကြည့်တာဝေးလို့ကျွန်တော်တို့ဟိုးဘုံပြည်နယ်ကိုတွက်ကဟာ ဘုံပြင်းနေမှာ တလားစိတ်ဖြိုးဖြိုးတဲ့ဆိုတော့ဟာမသူနဲ့လေနောက်မင်းသားပြောလို့ဆင်းသွားတာဟုတ်တယ်အော်ငုံမကြီးတွေကလေဟာမင်းသားပေါ်မှာလဲမင်းသားပေါ်မှာလဲပြောကျွန်တော်ဒီကောင်ပြောတော့ဒီမှာမင်းသားဆိုဟိုကငုံမကြီးချီတူလာဒါလားမင်းသားကလည်းစပ်ပါရုံ ဘယ်လိုမျိုးမနာပါနဲ့တကယ်ပါကိုယ် တဘာရိတ်တဲ့ရုပ် ကောင်းမလို့မကျဲအဲ့လိုမပြောနဲ့ငါတို့ကတော့ငါ့ကိုရုပ်နေငါတော့ငါ့ကိုရုပ်နေအခုငါ့ကိုရုပ်နေကျွန်တော်ရုပ် နင်းရှုံမှာပေါ့ငါတော့ရောက်သွားတာ ဟုတ်တယ်ပြီ အဲ့ကောင်မဆိုင်ပါသွားတာလားဒီနေ့မင်းမဆိုင်ပါသွားတာလား စိတ်ကြရတယ်ပြီးတော့ပြီးတော့အဲ့ဒါသူ့ပတ်စံကြီးလား မင်းကိုပြန်ပေးလိုက်တယ် အဲ့ဒါဖျားပြောမယ်ပြောဘယ်သူပတ်စံမတို့ပြီးတာအော်ပြောရင်နေတော့တယ်အဲ့ဒါအောက်လိုက်ကြမရအောင်ဒီကတော့ကြာလာ ဒီလေးမဆိုဒီမှာခုနချိတ်ကြတယ်ဟာကြီး ဒီကစိတ်ကြရတာကျွန်တော်တော်ရရောအဲ့ရက်လက်စီရက်လက်ပြီးကြိုစိတ်ပေး ငါတို့ကယုံကြည်မှုနဲ့လုပ်လို့ တောင်းတိုင်းနဲ့ငါးတိုင်းပါလာတယ် ဒီလေးရဒီလေးရကိုအေးဒါမတာပါတော့အဲ့ဒါလည်းလည်းစောင်းတယ်အဲ့ရမင်းဝင်နေတော့ ဒီနဲ့ကြလားဒီဘက်ပြေဆူကြတယ်ဟိုဘက်ပြေဆူကြဒီအလုံးကဒီအလဲကနန်းဒီမကောင်းဘူးအဲ့ဒါလည်းမလုပ်ကြဘူးပြေဆူလာမယ် ဒီလေး ဒီရမတော့ရင်ချလိုက်တော့ ဘယ်လိုပြီးဟိုနားမှာလာတယ်ငါနဲ့တွေ့တယ်လို့ တော့လည်းကွာ
ကိုမင်းသားကိုဘာဖြစ်လဲပါဝါပေးလိုက်ပေါ့ဘယ်ကတော့မတော့လမ်းမျိုးနဲ့ငါအစ်စင်ငါတို့ပေးတယ်မရှိလို့မပေးတာ ကွာကိုပေးလို့ရတယ်လေတော့တေးချင်းစိုးလေးကွာကိုပေးလို့ရတယ်တော့အဲ့ဒါရဲ့တဲ့ဒိမပြေ ဘယ်တော့သိနေအောင်လဲရက်ခွက်ကလာကြတာ ကမ္ဘာနဲ့ချိန်လိုက်ချက်ချင်းမျက်နှာပြောင်းတော့ လာတဲ့ အော်ပြန်မို့ပြန်ပြီ ဒီကလေးကိုရှင်းနေတာငိုတာလေးကိုလှနေရတယ်ဟိုကလာတော့ဟုတ်ပါအဲ ဟောမူတော့ဘူး ဟုတ်တယ်ညနာကိုကြည့်ညနေကိုကြည့်ဝေးသားကော တပ်ပြီးလောင်းရှိတယ်ဒါမျိုး ဒီလေး please please ဟောကောက်ကောက်ကောက် ဝီလေးစားရည်လည်းလို့ရတယ် လူကြီး ပြိတ္တကိုလေးစားတယ်လူကပတ်ဆိုင်တော့ကိုလေးစားတာကနားနေတာဘာမှမသိ ဟိုကမလေးဟဲ့စားပြန်လို့တော့ကြောက်ကြပါ ဘာလို့တော့ ပြန်ကပ်ပြီးတော့ကြောက်ကြလာတာဆိုတော့ကြည့်ပြရတယ်ပတ်ဆိုင်ရဇောက်ထုံးပြနေလို့ အဲ့ဒါဆောက်တော့ ဘက်ကသာတော့မဖြစ်ဘူးလေကိုပြီးဖြစ်နေတာ ဆောက်တော့ပြော ချစ်ပြီးကိုပြန်ပြန် ဟုတ် ဘလို့ကြီး ဒီကားကမကားနဲ့မကားပတ်စံကြိုက်ပြန်ပြီးတော့ အဲ့တော့မင်းကံမဲ့လေချွတ်တာလေမင်းကချွတ်တာမှရမှာပေါ့ ငါ့ကိုယုံကြည်အပ်ပါပါ မောင်ကလေ တဲ့တရားတိတူလာတယ်တဲ့ဟုတ်ဘူးလေ ဆိုလေးကို ချစ်တူလာတော့အဲ့ဒါတော့အေးပြက်တူလာတယ်တဲ့ပြောနေတယ်မတည်ဘူးတဲ့ပြောလိုက်တယ်သူမတည်စစ်တော့လေတဲ့ဟုတ်ဘူးလေနေမကောင်းတာစစ်တော့လို့သူကတဲ့ပိုင်းအောင်စကလေးနဲ့လာတာတဲ့သူ့ကိုလက်ကြည့်လိုက်စမ်းတဲ့ဘသူအောင်မနေတော့ဘူးသူတို့မှစာကြီးတဲ့ ဟာရှောက်ရနေတာဒီနာအောင်သူရဲ့ကောင်မလေးကသူကအထက်အနက်ပြောင်းဝင်ဆက်နေတယ် အိုဘလက်ကိုနဲ့အိုဘလက်ကြိုက်တယ် ညီလေးလက်ပေါ်ရပြီးတင်အောင်မယ်အပြည့်လည်းကြီးရတော့ ပတ်တာ အားလုံးဟိုင်းအော်နာအောက်ကပြောသေးကျွန်တော်မပြောတော့ အေး တို့ ဘူးတန်းသားလေး အောက်ကတက်တယ် တန်းရဝက်ဆက်လေးနဲ့ဆရာလေး ဟောပြက်ပြီးတော့ပြက်သွားပြီ သူလည်းသူ့အကြုံတာကြောက်ပြောတာပဲ အလဲကနေတော့ဝဝပူပူလုံးလုံးလေးအေးအေး မဟုတ်ဘူး ကို ကို က က ဘူးလည်းမဟုတ်ဘူးတကယ်တော့အခုကောင်မလေးကအပြာနုဝမ်းဆက်လေးနဲ့အပြာရင်ဝမ်းဆက်လေးနဲ့ တို့ရောအရင်လည်းချက် ဩကျွန်တော်ရဲ့စိတ်နဲ့အလွဲစိတ်လေးများအဖွဲ ဟောသူတို့ကလည်းအကောင်းအောင်မရှိဘူးနော်အကောင်တော့တလွဲတွေ ။အောင်စမှုဇက်တပင်ဘွဲ့သူဘွဲ့သားများအား ဟမ်ဘာကာ နမစာကြာစံကျော်ခေါဆွဲကျော်ကုန်းပေါင်ကြီးကျော် ဟာများလိုက်လား အဲ့ဒါတွေပါလို့လား ပါခဲ့ဘူးကမှဘူး90လောက် ဒီ လောက် ပေါင်ကြီးကျော်တို့ ကျွေးပါပြီတဲ့ ဓမ္မနဲ့နဲ့ မ အေးဖုတ်ကြီး ညမြ ဘယ်အေးဖို့ ညမြဆန်းညမြဆန်း မညမြ စမ်း မ ဟာည အားရပြောအမေမြဘယ်အမေပြ ဘေးထိတ် ဟို ဒီမှာသာဒီဘေဒီ ကောက်ပြန်ပြီဒီဘက်ကမပြန်ပြန်ကောက် ကားပေါ်နေတော့အရင်သဘောကျတယ်ကား အဲ့ဒီ ကိုကကိုဖြောင်းဖြောင်းကပါ အိမ်မတိချာမသိလုံးမဲ ဘေးသားလေးများကားပြီးဆိုဩ
အော်တိုလက်ကုတ်တီးဖို့အေးရပြီမယ်ခိုင်းပြီဆိုရင်ဘယ်တော့လောက် ကစားဖွင့်ကျွန်တော်တို့ကတော့ကျွန်တော်မင်းသားအားချလို့ခဏတော့ကပြရစင်လားရစင်လားဟောအမလေးပြောရတာကိုကျွန်တော်လေးတခါမှမင်းသားသိချာစီလားဒီတခါပဲနေပြီသူကကောက်ွယ်အကြတော့မဒီလိုလေဟေးခဏနေဒီလက်ကဘလို့မြန်လာပြီစောက်နေလေလူစုမနဲ့ရှိပါတယ်တောက်သိမ်းပေးပါအဲ့ဒါအခုမှမဟုတ်စားထွက်တဲ့နဲ့သူရှာနေတာဒီလက်ကဘလူးစီကတင်ထားတာသိလားအဲ့ဒါဖြူဖြူစီကဖြူဖြူကအရင်တော့လက်မြန်နေဟုတ်လားကပိုင်းညာဒါကြောင့်မလို့ဒီပိုင်းလေးကျွန်တော်လေးရနေပါမယ်ဒီပိုင်းလေးကများသောအားဖြင့်ဒါ1000ကျော်ပဲရှိပါတယ်အဲ့တော့နည်းနည်းလေးနဲ့ဒီရနေပါမယ်9သိန်း ကျွန်တော်ဒီပန်းလေးချေချင်ပါဒီပန်းလေးကိုရတဲ့သူကကျွန်တော်ရဲ့ ဘာဖြစ်လဲညီလေးကလည်းသူ့ရဲ့ပန်းသေးသေးလေးကိုကျဲချင်ပါလေဘယ်ပန်းသေးသေးလေးညီလေးကလေသူ့ရဲ့ပန်းသေးတကူကြီးလောက်ကြိုက်တဲ့နေရာပတ်ပြည်သေးလားဘယ်နေရာပတ်ပြည်ပြီးလို့ရတယ်ကိုကနေလို့ကိုဝယ်ထားတာဟုတ်တယ်မလားဒီဟိုဘောဒီဟဲ့တိတ်နေကောင်ကတိတ်နေကောင် တေးချောင်း ဟာဒီပန်းဆိုရင်ဒါလီလီပန်းအဝေးရကျင်စက်ကူပန်းတော့အောင်မရအနာကတော့ဟမ် ကတလီရတော့ကတလီရဘာမှမပြောဘူးနားက ဒါမစင်းနဲ့ငါပြောနေတာပြောမယ်ကွာငါဘယ်တော့ငါပြောနေတာပြောချချင်တယ် အေးကိုကြီးပြီးတော့ ဟာရောဒါကတလီယာဟာရအဝေးရကျင်စက်ကူတော့အောင်မရအနာကြရင် तू အစ်စ်မဟုတ်ဘူး ဟာဒီလိုပဲလေ အဲ့ရောဒါဆိုရင်ဒါအဝေးရကျင်ကြည့်နော်ဟာဒါကောအဝေးရကျင်ဘောကျင်လို့အောင်မေးတာနီးကြည့်တော့ဒါကော ဟာ အတူတူပဲဟာဒါအကုန်လုံးရုပ်ရှင်မင်းသားမင်းသမီးတွေစင်ထားတာဒီမှာရှိရဆိုလို့တန်မိုးရှိတာတစ်ခုပဲရှိတယ် ဟာတော့ ကြည့်ဟာခဏနဲ့ဒီတောင်ရှိတကယ်ဆိုဈေးကြည့်ရအခုဒီတောင်ရှိဖို့တော့နေနေပါဟေး ကောင်းပြီလားဟေးဟုတ်ပါကောင်းပြီဆိုတာဘယ်လိုလဲပြောတာနောက်ကျွန်းတော့မှာဟိုက်ရောဟိုက်ဟေး我这话了，今天当不是的， တောင်းနေချင်ပါထောင်ပြောင်းပြမလား ဒီသူများမပြတ်ပဲထိုင်နေတယ်ဒီလူကြီးများအောင်မေးတယ်သူ့လည်းမပြတ်ပဲထိုင်နေတဲ့သူများအောင်မေးတယ် ဟေးသူ့တော့မပြောနဲ့ तू ကမင်းကြိုင်လိုက်လိမ့်မယ်နော်အဲ့ဒါမျိုးဆောင်လေး အကြီးကြီးတယ်ဟုတ်လား ဘယ်ရပြီပဲကြမ်းပြီမျက်လုံးနဲ့ဘာလို့မချင်လဲအာ အဲ့ဒါဆို တော့ တော့ မသိလို့မင်းရတယ်မတော့သဘောတူမိရလား အဲ့ဆိုရင်တော့မင်းကခါတဲ့ဘဝပြောင်းပြီမယ် ဒီမှာဒီဘိုက်ကြီးနဲ့ထိုင်နေဒီလေးလမ်းချဖြစ်တယ်ဖြစ်တယ်အာရုပ် ကာ နေ လီလိုက်ထိုးနေ ဘာလို့မှာတော့ဟေး ကာလီထိုးနေတယ် ဒါလေးတော့မင်းကဒီတိုင်းဝယ်ထားတာဟိုကဥရှင်ကြီးကြ ဆိုတော့အဲ့ချစ်မကောင်းရေစီးစီးကြဆိုတော့ မဖြုတ်ဘူးနော်ဒါမဖြုတ်ဘူးနော်ဒီရင်ကြီးမဖြုတ်ဘူးနော်ဒီရင်ကြီးမဖြုတ်ဘူးနော် ရေစီးစီးကြဆိုတော့လုပ်တော့အမေရေရေ အားလုံးလည်းဘလို့ဒီသွားလာတော့အကြလောငါမပြတ်ပဲတော့ဖွက်ထားရအောင် ဟောနာပင်
နောက်မှာအပိုင်းစိုးနေတဲ့အမေဘလို့ခေါ်ပါလဲဘလို့နောက်ကပိတ်ပါနှစ်ခုမေ ဟဲ့ငါဘာနဲ့အောင်နေ ဘာများပါလဲ အမေမော်တော်ဟဲ့ အမေရေးရေး ရေးမှာမော်တော်ပဲသွားတာမตายရဲ့ အမေကိုနေသားသမီးတွေကြီးပွားအောင်လို့လာခဲ့တာလားနားတယ်အမေဘာအမေကိုဘယ်လိုလဲလို့နားတယ် ဟုတ်တယ် အမေသားသမီးတွေကိုအမေဟုတ်တယ်နားတယ်အမေမမလား မမေ အမေမရဲ့သားဝင်ရင်မပါဘယ်လောက်သားတော့ရှိမလဲအမေ အမေမမေဟဲ့ လူမျိုးကိုလာတော့ဒီလိုရှိလောက်ပါလားမေလူမျိုးမှာသားနဲ့ခဏလင်ငယ်နေလိုက်ပါ ဘယ်လိုပြန်မှာ ကဲခေါင်းရသားလေးများဒီကြကိုင်ဟေး မင်းတော့ဘလို့ပုံစံပြောင်းမင်းတော့ကျေးဇူးဆက်တာလားဟမ်မင်းတော့ကျေးဇူးဆက်တာဆောက်လို့ သေဦးကမလို့ ဟောကျေးဇူးစတော့ ဘလို့တော့လဲ ဟဲ့ဒီမှာဒီအဲ့ဒါတွေကလွယ်လွယ်လေးတွေ မင်းတော့အချိန်နဲ့တက်မလို့မင်းတော့အချိန်နဲ့တက်မှာမင်းတော့ပြန်နေတယ် ဒီကို အောင်စဘူးလည်းအမှန်ဆိုရင်ဒါညံ့တာပဲသူလက်ကင်စရာကိုမလိုတာမကြည့်အတက်ပြောင်းလား ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ရှေး ရေးဒီလိုတော့ဟာ ဒီကရေတောက်ချင်နေဟလား ရှေးဒီလို ဟုတ်ပြန် ဟေး ကောင်းပါဘူး ကောင်းလာရရေးလေးရတယ် အမေကမင်းပြောင်းနေရောမင်းပြောင်းနေပြီ အဲ့ဒါနဲ့တော့ကိုပေါ်လာတယ် တပည့်ကဝေးကြောက်နေပေါ့ကွာ အလန်တဲ့ဒေါနာစေရောင်းဝိုးဒီကျန်တဲ့ကိုကိုင်းတဲ့ညော့တဲ့ အချင်းတွေရကြတယ်ကိုရ ကျွန်တော်တို့ကကောင်းပါပါတယ်ဗျာဒီလောက်ကြီးကြတော့လဲတော်တော်အိတ်ရှင်ရတယ်ဗျာ ဒီနေ့က ကဲလို့ ပြန်ပြန်ပါ တော့နောက်တစ်ခေါက်ဆိုရင်စမ်းမွေးပိုက်ကြီးတော့မယ် ကျောင်းပါဘူးကျောင်းဝိလိုက်ဒီလေဘာသာတော်ပါလေဘာမလဲရှက်ဘာယာတာမလဲဘယ်လိုလုပ်မှာ ဒီလို ဘယ်လိုလဲ သူလေကဝက်ဆက်ကလည်းကောင်းလာညီမလေးတို့အမားတို့ကဘာမှမဖြစ်ဘူးလူနောက်ကမင်းသမီးတွေလေနေထွက်လာရင်ချွေးကြရရကွာ
ကျွန်တော်ပြောတာမဟုတ်ဘူးလေအမတို့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့မင်းသမီးလေးတွေပြောတာနော်ကျွန်တော်မင်းသမီးလေးတွေကနေမိတ်ကလေးနဲ့ချိန်တာလှတာမနေ့ကျရင်မင်းသားတည်တဲ့နေရာတလားကြည့်လိုက်ကျွဲမယူချနေတယ် ဘယ်လိုကျွဲမှရည်ဒီ တနေ့ကုန်ကြည့်မှာမဟုတ်လို့လားကြည့်မဲ့တာပြောနေသူတို့မျက်လုံးနဲ့လေ Opportunity blow ချီ တော်တော်ကနိုင်နေမင်းသားပါဘော အဲ့ကွာအမတို့ကောင်းမှာနေရ ဘာမှ နေ မ ရ မမြင်ဘူးတဲ့မင်းသားဒီလိုမင်းသားမျိုးဇက်ကလာတာအနည်း20လောက်ရှိပြီဒီတယောက်ကိုတအားကြ အေးလေသူမစားနဲ့ဖတ်တာကိုလေအဲ့ အကြီးပါနဲ့ဆိုတာချစ်ရစားတယ်တရားပါရင်အဲ့ဒါနဲ့အပြည့်နဲ့ချီးရတယ် ဖတ်တာ အားလုံးဘိုက်ကောင်းတော့အောက်ကဘယ်ရောက်မေးပါလဲအဲ့ဒါနဲ့ပြောမှစတဲ့ကိုရမေးလိုက်တာမောင်မွေးရကနှစ်ပင်ကောင်းတဲ့သူကဘယ်လိုမှလားမင်းတို့မသိတဲ့ပြန်လုံးပြပြမယ်အောင်စဘူးကောင်မလေးကမင်းတို့ကပုတ်ကျွန်းမယ်ဒီညပြလုံးသိပြတော့ तू ကမသိပဲနဲ့ အေးလေ နဲ့ကောင်မလေးကဝေးကြီးနေမှာပန်းရောင်ဝမ်းဆက်ပြီးနေပန်းရောင်ဝမ်းဆက်ပြီးအခုကျမထောက်တော့စောက်ဘူးပြောသေးချင်တော့မပြောတော့ အေး တို့အတန်းသားလေး အောက်တက်တယ် ပန်းရောင်ဝမ်းဆက်လေးနဲ့ဆရာလေး ပြက်ပြီးပြက်တော့ပြီ သူလည်းသူကြုံတာကြောက်ပြောတာပဲ အလဲအလကတော့တာဝဝပူပူလုံးလုံးလေးဘယ်အေး ဟုတ်ဘူးကိုကဘူးလည်းမဟုတ်ဘူးတကယ်တော့အခုကောင်မလေးကအပြာနု1ဆက်လေးနဲ့အပြာရင်1ဆက်လေးနဲ့တို့ရောအရင်လည်းအပြာရောင်လေးရှာတို့အုတ်ထုတ်ကလေးတော့စောင်းသားလေးရဲ့ကျွန်တော်ဒီထိတ်နောက်မှတွေးလိုက်တာသိလားအခုရှာတို့အုတ်ထုတ်လေးနဲ့ခရမ်းသီးမဟုတ်အခုကျွန်တော်ပြောပြမယ်ရှာတို့အုတ်ထုတ်လေးနဲ့ကျွန်တော်မေးလိုက်တာကောင်ကဘူးရဲ့ကောင်မလေးလားလို့မေးလိုက်တာဘုံပေါ်လေကျွန်တော်မီးတက်ပါတယ် ကောင်းစမှုကိုပြောနေတာ ကိုမပြောမလားခရမ်းသီးမဟုတ်မီးတက်မလား ကောင်းစကပါလေးရလေကောင်းစမှုရဲ့ကိုပေါင်းစုကိုတဲ့အရင်ချင်းတော့ကြည့်တော့တဲ့ကိုအောင်စုကိုရဲ့မျက်လုံးထဲမှာအရေးကြီးကြည့်ချင်တယ် ဟောအဓိကအဓိကလေး ဒါပေမဲ့တဲ့ကျမကလည်းမျက်လုံးလုံးမရှိပါဘူးကျမကမျက်လုံးလုံးမရှိပေမဲ့ကိုအောင်စုကိုတဲ့ဘောကလက်တွဲပေါ်ထွက်ရည်ရွယ်ထားပါတ ဟော ယ် ဒါအဓိကဒါအဓိကပေမဲ့ကျမကလက်နှစ်ဖက်လက်ပြတ်နေတာကျမဟာလက်မရှိပေမဲ့လဲကျမတို့အတူတကူတူတိုက်ပြီးထူလောက်မယ်ဆိုပြီးတော့ဘွာကြီးကိုရှောက်လမ်းမယ်လို့စဉ်းစားလိုက်တော့ကျမမှချက်တော်လက်ချောင်းပြတ်နေပါလေဒါပေမဲ့ကိုအောင်စုပြောတဲ့အဓိကပါပဲဆိုတာလေကျမမှမရှိပါဘူးအဲ့ဒါပုံပုံပါယူလား ပြည့်ရတာဆက်တက်လောက်တာအဲ့ဒါကြောင့်ခါတာ ရေးပါဘာကြီးတော့ အော်တလွဲစိန်နဲ့အလွဲစိန်လေးများအဖွဲ ဟောသူတို့လည်းအကောင်းမရှိဘူးနော်အကောင်ကတလွဲတွေ အောင်စုဇက်တပဲဖွဲ့သူဖွဲ့သားများအာ ဟမ်ဘာဂါ လနက်စာကြာစံကျော်ခုံဆွဲကျော်ကုန်းမောင်ကြီးကျော် ဟာများလိုက်ပါ အဲ့ဒါတွေပါလို့လား ပါတဲ့ဘူးကမှဘူး90လောက် ရေပေါင်ကြီးရောတို့ ကျွေးပါပြီတဲ့ သမနေနဲ့ မ အေးဖုတ်ကြည့် ညံ့ညံ့ ဘယ်လိုအေးဖို့ ညညဆန်း မြတ်ဆန်း မညံ့ညံ့ ဆန်း မ ငါညံ့အဲ့ကြားပဲကြည့်ဘူးလားလားဒီတခြားကားလေးပါကြောက်ကြည့်ရောညံ့နဲ့ပြီးနာဟုတ်တယ် ဆရာမဆရာမဆရာမ ညံ့ညံ့ဆဲ တောင်းခွလို့ပါဆရာမ ဘယ်လိုလဲတော့ ဆရာမတောင်းစီဆိုးတော့လားဆရာမဆရာမတားရဲ့ချီလို့ဆရာမတောင်းဆရာမ အမတို့ပြန်မကျွန်တော်လည်းဒါစားရမှာဒီလားနည်းနည်းလေးတော့လူမှုရေးလေးပါလေးလည်းနားလည်ကြအောင်ဒီလိုလုပ်လိုက်ကျွန်တော်တခုအစီအစဉ်ဆွဲလိုက်မယ်12နာရီထိကမယ်ကြည့်မလားဟေးတရားကို3000ထပ်ပေးရမယ် ဟာရှင်မို့အဲ့လိုတောင်းမောင်းနဲ့အဲ့လိုသွားမောင်းတော့မင်းကခါတိုင်းနေရလို့နောက်တယ်ဖြစ်မှာဆိုလို့တကယ်ဖိအမွေစိန်များအဖွဲဟာလားအမွေစိန်တလွဲ တလွဲစိတ်အပွေစိတ်စီမင်း ကျေးဇူးတင်ပါတယ်အမေများ ဘာတွေပြောမှာအမေမြဘယ်အမေမြ ဘေးထိတ် ချစ်တယ်
ဘာလို့မှာတော့ဟေး ကာလီထိုးနေတယ် ဒါလေးတော့မင်းကဒီတိုင်းဝတ်ထားတာဟိုကဥစဉ်ကြီးကြ ဆိုတော့အဲ့ချင်မကောင်းရေစီးတာဆိုတော့ မဖြုတ်ဘူးနော်ဒါမဖြုတ်ဘူးနော်ဒီရည်ကြီးမဖြုတ်ဘူးနော်ဒီရည်ကြီးမဖြုတ်ဘူးနော် ရေစီးတာဆိုတော့အမေ ရေရင်အားလည်းမလို့ကြည့်သွားတာတော့အဲ့ကြတော့ငါမပြဘဲနဲ့ဖွက်ထားတဲ့အောင် ချေလို့ပါဒူလာအပိုင်းစိုးနေတယ်အမေဘလို့ခေါ်ပါလဲနှုတ်ကပိတ်ပါအမေတခုအမေ ဟဲ့ငါဘာနဲ့အောင်နေပြီ ဘာ လဲ များပါလဲအမေ အမေမော်တော်ဟဲ့ အမေရင်ရင်ပါ ရေရင်မှာမော်တော်ပဲသွားတာမပါရဲ့ အမေကိုနေသားသမီးတွေကြီးပွားအောင်လို့လာခဲ့တာလားနားတယ်အမေပါလားအမေကိုဘယ်လိုလုပ်လို့လား ဟုတ်တယ် အမေသားသမီးတွေကိုအမေဟုတ်တယ်နားတယ်အမေမပါလား မမေ အမေမရင်သားကိုရင်မပါဘယ်လောက်သားလောက်ရှိမလဲအမေ အမေမမေဟဲ့ လူပြေကိုလာတော့ဒီလိုရှိလုံးပါလားမေလူပြေမှာတားတဲ့ခဏလင်ငယ်နေလိုက်ပါ ဘယ်လိုပြောနေလဲ ကဲကိုရသားလေးများကြီးပေါအောင်လို့မီးစားပြပါ အမေတော့မသူတော့အမေ ဘယ်သားမိသားမိပေါ့အေးချမ်းအောင်လို့ဒီကနေ့ဒီကြောင်အမေပြီးစပြပါအမေမီးစားပြပါကဲဆိုင်မီးစားလို့မြင်လက်ကုန်တယ်လေပူလာမေ သူရဲ့မသားလေးရ အော်ဘာဖြစ်လဲဟမ်အမေမစစ်ဘူးစစ်ပါတယ်ဘာဖြစ်လဲအမေစစ်ဆိုရင်ဘာဖြစ်လဲအော်ဒီလက်ပေါ်ဖျောင်းလက်ချဟာလားအေးအမေတဲ့အမေကိုလည်းလက်ပေါ်ဖျောင်းလက်ချပြပါ အမေပြန်ပဲဟဲ့ ဟာမေရဲ့ကိုနေသား ဥချိန်နဲ့လေးငယ်နေအောင် အမေကဘယ်နှမွေးရောက်ပဲခဲအော်လက်ကိုလေးဒီပါအမေဖျောင်းလက်ချပါလက်ကိုလေးဒီပါအဲအမေအားလုံးကြီးကလေအမေကိုတောင်းတနေတာဟာအမေလည်း သူ့အဲ့ကြလို့သူပြောလိုက်တာဟို ပေးတယ်မရေဖို့ရေစေဖို့ အမေလေးရေစီပေးရမယ် ပြတချို့တာမြင်နေတာလား ဘယ်သားမိနေနော် ပေးလိုက်သေးတယ် ကိုနေသားမိကြီးပေါအောင်လို့အမေပြီးစပြပါပါ အမေကမကျင်နေနင်တို့တော့ရောက်မနိုင်လို့နင်တို့ဝိညာဉ်ငါဘလို့နိုင်မလဲနင်တို့လည်းမကျင်နေ နော် ငယ်တဲ့ဟာကြီးမဟုတ်ဘူး ဒီကကိုကြီးအစားပြီးတော့အမေဖျောင်းတဲ့ချပြပါတော့မယ်ကဲအမေရင်ဟောလိုက်ထိတ်တယ်ရွှေလို့ဥပါရဲ့ထူလာတဲ့အမေတွေရဲ့ဟာဘာကြီးတော့ဟောအေးဟေးခဏလေး ရိုးချင်းပေးလိုက်ပါဦး အမေသားသမီးတွေကရေစင်မှုပေးပါအောင် နင်တို့တားဖားတွေကလေသူများစောက်ဒုက္ခရောက်ပြီးရတဲ့ဟာကိုမျိုးရက်စွရတယ်နော် အဲ ဘယ်သားမိသားမိပေါ့အေးချမ်းအောင်လို့ဒီကနေ့ဒီကြောင်အမေပြီးစပြပါအမေမီးစားပြပါကဲဆိုင်မစားလို့မြင်လက်ကုန်တယ်လေ
ပူလာမေ သူရဲ့မတားလေးရ ဟောဘာဖြစ်လဲဟမ်အမေမစဘူးစစ်ပါတယ်ဘာဖြစ်လဲအမေရဲ့စစ်စစ်ဆိုရင်ဘာဖြစ်လဲအော်ဒီလက်ပေါ်ပြောင်းတဲ့ချာအော်ဟာလားအော်အမေကိုလည်းလက်ပေါ်ပြောင်းတဲ့ချာတယ် မင်းပြမယ်ဟဲ့ ဟောမေရဲ့ဘယ်လိုလဲ အချင်းနဲ့လင်းငယ်နေအောင် အမေကဝင်တော်မူရအောင်မေရဲ့အော်လက်ကောင်လေးဒီမှာအမေပြောင်းတဲ့ချာကောင်းတာလေအမေလည်း သူ့လိုက်ကြလို့သူပြောလိုက်တာ ပေးတယ်မရေစဖို့ရေစဖို့ရေစဖို့ အဲတော့မေရေစီပေးမယ် ပြုတ်တချိုးလာမြင်နေတာလားခဏသားသမီးနော် ပေးလိုက်တယ် ခဏသားသမီးကြီးပေါ်လို့မရပြီးစားပြပါပါ အမေကမကျင်တယ်ဒီနေ့တော့ရောက်ကိုမနိုင်လို့ဒီနေ့ဝင်နေတာဘယ်လိုနိုင်လဲဒီလိုလည်းမကျင်တာဟမ်ရဲဟာကြီးမဟုတ်ဘူး ဒီကအခုချိန်ကစားပြီးအမေဖျောင်းတဲ့ချပြပါတော့မယ်ကဲအမေဟာလေဖြစ်တယ်ရွှေလို့ဥပါရဲ့ထူလာတဲ့အမေဟာဘာရောဟောဟေးနာနေအမေသားသမီးတွေကရေစင်မှုပြပါအောင် ဒီလိုတားပါတွေကလေသူများစောက်ဒုက္ခရောက်ပြီးရတဲ့ဟာလေမျိုးရက်စုရတယ်နော် မင်းတို့နေနဲ့ရပေးလိုက်တတူလောလောတဲ့တတူယူတောင်းသူတို့သားသမီးတွေကစင်းရဲနေတာမအချမ်းသာဘူးနော်အဲ့ကြောင့်မလို့ မေတွေမဟုတ်ကျွန်တော်သားဖို့ဟိုမှာအသေးခံ တိုင်းတကားတွေအမေကခေါင်းကထုတ်တယ်နဲ့တရားရင်အမေကခေါင်းကထုတ်တယ်ဟေးဘာဖြစ်တာလဲမင်းဘာဖြစ်တာလဲ ဘာဖြစ်ပါ့တာလဲ ဒီပြောနေနဲ့ရပေးလိုက်တတူလောလောတဲ့တတူယူတောင်းသူတို့သားသမီးတွေကစင်းရဲနေတာမအချမ်းသာဘူးနော်အဲ့ကြောင့်မလို့ မေတွေမဟုတ်ကျွန်တော်သားဖို့ဟိုမှာအသေးခံ တိုင်းတကားတွေအမေကခေါင်းကထုတ်တယ်နဲ့တရားရင်အမေကခေါင်းကထုတ်တယ်ဟေးဖြစ်တာလေ ဘာဖြစ်ပါ့တာလဲ မေပူလားဖေပူလားမေ ဘယ်ပူပါမလဲတာ ဟောဗျာအမေကပဲပူမလဲပြောင်းနေပြီ အမေမီးစားတာမီးသေးလို့ရတာဗောမီးသေးရတာဗော မဟုတ်ဘူးဘီးရစားရတယ်အမေကဘာဖြစ်လဲခဏဖျောင်းသက်ကြတာကိုပြီးတက်ကမယုံဘူးတဲ့ဘာဖြစ်လဲကျိုင်းကိုမီးဆိုပြကျိုင်းကိုမီးဆိုပြရမှာတဲ့မေရဲ့နော်အမေနော်ဟုတ်တယ်မလားဟုတ်ပါတယ်အာကောင်းတယ်ဘာလို့လဲဘာလို့လဲ ခဏသားသမီးကြီးပေါ်လို့အမေဟုတ်တာ နာမည်နော် အမေသားသမီးကိုစောင့်ရှောက်ပါခဏသားသမီးနော် အားရလို့မယ်ဟုတ်ပြီရပြီအမေ ကြီးပေါ်မီးအကြီးရရ ကဲဟေးလက်ကိုမီးဆိုပြပါတဲ့ အမေ ဟဲ့တူပါရဲ့ အမေဘိုးဘောလည်းကြည့်အောင် အမေ ဘိုးဘောကကြီးရစိတ်မ မေ ပါ သုံး ဘူး လုံးကနန်းပေးတယ် နှလုံးကနန်းပဲအရင်ယူဟမ်ဒီဘက်တော့လေးလုံး အမေမားနေပါဦးပြောလေ အဲ့ဒီနှလုံးလေးလုံး အမေကဲဆန်းတိုင်းတကားတွင်အမေကခေါင်းကချုပ်တယ် ဟေးအမေမပို့တော့ကျန် မတားလေးမောင်တော့ ဟုတ်ပြီအဲ့ဒိုင်ကိုပြီးဆိုပြပါပါမေရပြီ
မရှို့တာတဲ့ယုံပြီးတဲ့နောက်ဆုံးအနေနဲ့ရင်ဘတ်ပေါ်မျက်နာပေါ်ဖျောင်းချက်ချပြတာမင်းအော်မီးရှို့တာမီးသေးလို့လားโอเคပါကဲစောင့်ရသားသမီးတွေကြီးပွားအောင်လို့ကဲအမေကမီးကစားပြပါပါ မီးကိုဘယ်တော့ပိုင်နေလဲဆိုရင်မျက်နာရောခန္ဓာကိုယ်ရောရှုပ်ပြန်ဟဲ့ပူလာဖေလို့ပါလားအဲ့ရခါရလည်းပြန် အ နေ မေ ကြ မယုံဘူးမေဒီတီးတီးတယ်မေ ဟမ် အမေ โอเคပါ ဖျောင်းစက်တွေကိုပါစက်ထဲလောက်ထည့်ပြပါ ဟာ ဖျောင်းစက်ကိုဘလို့ မီးသိရင်တော့ရော့လေဒီမှာရော့ရော့ဒီလက်ကြီးကမီးမရှိတော့ရော့အမေအပြားကိုဒုံးနဲ့ထိုးမီးအဲ့ဒီမီးကိုတဲ့အမေကိုတဲ့ဖင်ကောင်းနဲ့ထိုးထည့်ပြပါကဲ ဆောင်းရှာဖို့ဘာသာတဲ့တက်ပြပါ ရှာဖို့ ပို့ပြီး